ဆရာကြီးတို့အဲ့ဒါဆိုရင်တော့ပစ္စည်းလေးကိုခန်းထဲကိုထည့်ထားပေးပါကျွန်တော်အခုအိမ်ပေါင်းဝန်းကျင်လေးပတ်ကြည့်ခြင်းတော့ကောင်မလေးတယောက်ငိုနေတဲ့တန်ပါလားဖေးနားမှာငိုနေတာပါလေဟေးမင်းကဘာလို့ငိုနေရလဲရှင်ကဘာတူလဲဘယ်ရလဲကိုကလားကိုကဒီနေ့ကိုတောင်းဝင်ကြလာလို့ဒီနေ့ပဲပြောင်းလာတာမင်းနဲ့မကြခင်မှာအင်းသားချင်းဖြစ်တော့မယ်သူဆိုပါတော့အော်ပန်းလေးကွဲသွားလို့ပါပန်းလေးကကွဲသွားတော့ဒီပန်းပင်လေးဘယ်လိုဖြစ်ပြီးတော့တက်ရှင်နိုင်တော့မှာလဲအဲ့ဒါများကွာဘာလို့ငိုနေရမှာတော့ပန်းအစ်စ်ဝယ်လိုက်ပေါ့ငိုမနေနဲ့တော့နော်နာဒီပန်းလေးတွေကိုပဲချစ်တာဒီပန်းအုံးလေးကိုပဲလိုချင်တာတကယ်တမ်းကျတော့လေပန်းလေးတွေဆိုတာညီညီပေါ်မှာပြောကြတာအဲ့တော့လူတွေကသူတို့ရဲ့စိတ်သဘောအရပန်းလေးတွေကိုအတင်းပန်းအုံးတွေကိုထည့်ပြီးအနောက်ခေါ်ထားကြတာမင်းသားလည်းဒီပန်းလေးတွေကိုချစ်တယ်ဆိုရင်ကြည့်လားတော့မယ်လာကဲဘလောက်စိတ်ချမ်းသာဖို့ကောင်းလဲအဲ့လိုလေးကြတော့သူတို့လည်းပျော်နေပြီလေစိတ်မချမ်းသာဘူးလားအဲ့ဒါဆိုရင်ကိုနဲ့မင်းနဲ့ဒီနေ့ကနေစပြီးတကယ်ချင်းတွေဖြစ်သွားပြီနော်အချိန်ကြီးကြာလာနဲ့မြသူနဲ့ကျွန်တော်ပို့ပြီးတော့ရင်းနှီးလာတယ်သူ့နာမည်ကနန်းနဲ့စကားသံဝဲလေးနဲ့အရင်ချစ်ဖို့ကောင်းတာပဲဗျာနောက်ပိုင်းမှာတော့ကျွန်တော်လိုရင်းရင်ပြတ်သားပါတယ်ဆိုတဲ့လူတစ်ယောက်ကသူအရင်ချစ်တဲ့ပန်းလေးတွေကိုကျွန်တော်မျက်နှိုးထက်လာတယ်သူ့ရဲ့အလားတွေကိုဖွင့်နှွှဲရနေကျွန်တော်ကြပြားတွေရေးထက်လာတယ်ကျွန်တော်နောက်ပိုင်းမှာတော့မနေ့အစောကြီးထားပြီးတော့ကျွန်တော်ရဲ့ဂျူတီချိန်မတိုင်ခင်မှာသူအရင်ကြိုက်ပါတယ်ဆိုတော့နင်းစီဝါလေးနဲ့ကြပြားလေးတွေကိုကျွန်တော်သူ့ချမ်းရှိမှနေတိုင်းသွားထားပေးခဲ့တယ်ကျွန်တော်ဘာလို့လူတွေလုံးမိနေရလဲတေချာတာတစ်ခုကတော့ကျွန်တော်သူ့ကိုအရင်ချစ်မိသွားပြီအားလုံးမမြင်ဘူးလားနည်းနည်းလေးနည်းနည်းအမိုက်လေးပါလေးပါရှင်းတယ်ဒီမှာချင်းအမိုက်ပါဟုတ်ကဲ့ကဲ့ရတယ်ဟုတ်ရတယ်ခံရနော်လောကပြရတယ်ဗျာဒီလေးချင်းအဲ့ဒါအကိုကရောအယောင်နေထဲမှာဘာရောင်ကြိုက်တာလဲအကိုကလားအကိုကအဝါအောင်ကြိုက်တာလေးနဲ့ဘာလို့လဲအဝါရောင်အော်ဒါနဲ့လေဒီတလောလင်းစီပန်းအဝါရောင်ရယ်ပြီးတော့မှစာဆောင်ရအနည်းနဲ့ရောက်လာတတ်တယ်စာထဲမှာလည်းလေကြပြားလေးအနည်းရေးထားပေးတတ်တယ်နည်းလေအဲ့ကြပြားလေးတွေကိုတိတ်သဘောကျတာပဲအဲ့ဒီပန်းစင်းနဲ့စာလေးကိုလေဘသူကလာပေးမယ်လို့ထင်လဲအဲ့ဒါလားအဲ့တော့ကိုပဲသိပါမလဲနဲ့နန်းကိုချစ်တဲ့သူကနန်းကိုလက်ဆောင်ပေးတာနေမှာပေါ့နန်းကိုချစ်တဲ့သူဟာလားကျွန်တော်ပေးတဲ့ပန်းလေးတွေကို
ပြီးတော့ကျွန်တော်ရေးတဲ့ကြပြလေးတွေကိုနန်းကအရင်သဘောကျတယ်တဲ့ကျွန်တော်ပြောလိုက်တာဗျာအားကြောင့်ဒီပန်းလေးနဲ့ကြပြလေးတွေကကျွန်တော်ပေးနေခဲ့တယ်ဆိုတော့နန်းကိုကျွန်တော်ဝန်ခံလိုက်တော့မယ်ပြီးတော့နန်းကိုကျွန်တော်ဘယ်လောက်တောင်ချစ်တယ်ဆိုတော့ကျွန်တော်ဖွင့်ပြဖို့ဆုံးဖြတ်လိုက်ပြီပြောဖို့ကိုငါကြိုးစားမယ်အလိုလိုဝမ်းနေတဲ့မင်းတို့ပခေါ်လေးတစ်ပတ်ငါဖြစ်ချင်နေအစမပြေစိတ်ကောက်ကြလို့မင်းနဲ့မင်းရဲ့ချစ်သူတွေစပူဝဲငါအမြဲချစ်ပါမယ်မတောင်းတဲ့ကလေးတွေနဲ့ရာရာနဲ့ချလို့တဲ့ငါဘွားတွေကိုမခေါ်ရခဲ့လိုချင်တာရရင်မင်းပြောဖို့ကိုငါရဲ့ဘဝကမချမ်းသာတဲ့အချိန်ချင်းအားချင်ပြီးတော့ယေရှုမင်းကိုဝင်ပြောလိုက်ရင်လေ Obama မထူတယ်အပြင်းမှမဖြစ်နိုင်ပဲ You say you're the Lord and I said to you time me Ya just say no not choose me Remember one love God you're living a January me love no Listen to the Lord Come down me when I need you let me away ဝင်းနေတာအောင်နေပြီနာဝင်းနေမှာဘာလို့ကျလို့လဲဘာမှမလို့ချင်ပါဘူးဝင်းနေတိုင်းမှာသူနဲ့အတူမရှိခဲ့ရတော့ဒီနှစ်ဝင်းနေသူနဲ့အတူရှိချင်တယ်ကိုမိုးကျွန်တော်ကိုမိုးစီကနေကူညီတစ်ခုလောက်တောင်းချင်တယ်ဗျာအော်ဟုတ်ပြောပါမနေ့ပြန်နေမွေးနေအဲ့ဒါကိုမိုးသိလားဟာကျွန်တော်လည်းအခုတည်းအလုပ်တွေများပြီးတော့သူ့ရဲ့မွေးနေ့ကျွန်တော်မေ့နေတာအခုအကိုပြောမှပဲကျွန်တော်တတိယတော့တယ်ကျွန်တော်ကနန်းကိုမွေးနေ့လက်ဆောင်ဘာလို့ချင်လဲဆိုတော့သူဘာမှမလုပ်ချင်ဘူးလေသူချစ်တဲ့သူကသာသူ့အနားမှာရှိနေပြီဆိုရင်သူ့အတွက်အရာအလုံးပြည့်စုံပြီတယ်အဲ့ဒါကြောင့်မနေ့ပြန်တော့ကိုမိုးသူ့အတွက်ကိုအချိန်ပေးလိုက်ပါဗျာနော်စိတ်ချပါသူ့ရဲ့မွေးနေ့ကျွန်တော်ဆက်သွားမှာပါအခုလိုမျိုးပြောပေးလို့လည်းကျေးဇူးတင်ပါတယ်ရပါတယ်ဗျာမနေ့ပြန်တော့ဆက်လာခဲ့ပြီနော်ဟုတ်အဲ့ဒါကျွန်တော်တော့ရမယ်ကျေးဇူးပါရာနေချလို့နဲ့ငါဘွားတွေကိုမခေါ်ရခဲ့လိုချင်တာရရင်မင်းပြောဖို့ငါရဲ့ဘဝကမချမ်းသာရဲ့အချိန်ချင်းအားချင်ပြီးတော့ယေရှုမင်းကိုဝင်ပြောလိုက်ရင်လေ Obama မထူတယ်အပြင်းမှမဖြစ်နိုင်ပဲYou're the Lord and I said to you
ရှိသေးတယ်ကိုကအယောင်နေထဲမှာဘာရောင်ကြိုက်တာလဲ အယောင်တွေထဲမှာဆိုရင်တော့လက်ရောင်ကြိုက်တယ် အနက်ရောင်ဘာမဟုတ်ပါဘူးဟောအရင်တော့လိုမျိုးလေပန်းစည်းလေးနဲ့စားလေးမပေးတော့ဘူးလား ပန်းစည်းတွေနဲ့စာအိတ်တွေ ကြပြလေးရေးထားရလေ အဲ့ဒါလေးကိုမင်းမပေးပါဘူးမင်းဘယ်သူပေးလာလဲ အဝါအောင်ကြိုက်တာလေးနဲ့အားလို့ ဘယ်သူပေးလာလဲ နန်းကိုချစ်တဲ့သူကနန်းကိုလက်ဆောင်ပေးတာနေပါနန်းကိုတောင်းရတဲ့တခြားနေကိုပြောင်းရတော့မယ်ကိုပြောင်းမှုအတွက်ပြင်ဆင်နေအလုပ်တွေများနေမပြောပြလိုက်မှဆိုလို့စာပေးခိုင်းလိုက်တာနန်းချစ်သူနဲ့နန်းပြောနေရတွေ့ရတော့ကိုနန်းအတွက်ကိုစိတ်ချသွားပါပြီနေအချိန်ရရင်တော့နောက်ဆုံးအနေနဲ့ကိုစီကိုလာနှောက်ဆက်ပေးပါလားကိုရထားဘူးတော့မှစောင့်နေမယ်နော် တောင်းမေဝင်နိုင်နေဖြလန်းလေးပါကွယ်